vitamin V3 လို့ခေါ်တဲ့နိုင်ယာစီနမိုက်ပါတဲ့အတွက်ကြောင့်မလို့တစ်ခါတိုက်ရင်တစ်ခါသိတာမယ်မျက်နှာပေါ်မှာရှိတဲ့ဆဲသေးတွေအညစ်အကြေးတွေကြီးတွေနော်ပိတ်ဆို့နေတဲ့အစီခဲတွေအဲ့ဒါတွေအကုန်လုံးကိုအထက်ရောက်ဆုံးဖယ်ရှားပေးတယ် delete တလဲသည့်မျက်နှာသစ်ဆက်ပြနောက်တစ်ခု collagen ပါတယ် collagen ပါတဲ့အတွက်ကြောင့်မလို့တစ်ခါတိုက်ရင်တစ်ခါမျက်နှာလေးကတင်းရင်လာမယ်အသားရည်အရေးကြောင်းဖြစ်ခြင်းနော်အရွယ်မတိုင်ခင်အိုမင်းရရော်ခြင်းကနေကာကွယ်ပေးတယ်နော်နောက်တစ်ခုတင်းတိတ်သမားတွေအတွက်အရန်ကောင်းတယ်နှက်ခဲကုန်ရင်တင်းတိတ်သမားတွေတိတိတော်တော်ပါသွားတယ်အခုမှထွက်ခါသားသူတွေထွက်ဖို့အစာပြုတ်နေတဲ့တင်းတိတ်သမားတွေနှက်ခဲကုန်တာနဲ့ automatic ပြောင်းမယ်မယုံရင်ဝယ်သုံးတော့တခဲမှ6500မင်းအပို့မပြုံးတခဲကိုမြန်မာကျပ်ငွေ6000နဲ့မှ900အမဒီလိုအကိတ်ကြီးတခဲကိုမှမြန်မာကျပ်ငွေ6000နဲ့မှ900ဝက်ချန်သမားအစီဘူးသမားစားဝက်ချန်သမားအမဲသက်သမားတင်းတိတ်သမားတွေအဓိကသုံးပြီးနော်ဟိုက်ထဲမှာပါဝင်ပစ္စည်းတွေအကုန်လုံးကဝက်ချန်တင်းတိတ်အမဲသက်အမာရွတ်သမားတွေအတွက်အဓိကထုတ်ထားပေးတာ no whitening အမြဲတမ်းလာပြောတယ် whitening အသားပြူဆက်ပြအသားပြူဆက်ပြ no ကျမဆက်ပြတွေအသားပြူဆက်ပြမဟုတ်ဘူးကျမဆက်ပြတွေအသားပြူဆက်ပြမဟုတ်ဘူးကျမအသားပြူဆက်ပြလုံးဝမရဘူးအသားပြူဆက်ပြကိုဘယ်လိုလူမျိုးတွေပဲသုံးလို့ရလဲ6ပစ္စည်းသေးလဲစင်အဲ့လိုလူမျိုးတွေပဲအသားပြူဆက်ပြသုံးလူတိုင်းမှာဝက်ချန်ဆိုတာဖြည့်တတ်တယ်စားဝက်ချန်တွေဆိုတာလူတိုင်းမှာ100မှာ80လောက်ကစားဝက်ချန်ရှိတယ်အမဲသက်တွေရှိကြတယ်တင်းတိတ်သမားတွေ no whitening နော် whitening လုံးဝသွားမသုံးမိစေနဲ့အမားတို့